ကဲကားချစ်သူမိတ်ဆွေများကိုတက်စီလေးတစ်စီးရောင်းချလို့ပေးမယ်ခင်ဗျာနော် Toyota brand တွေကဖြစ်ရမယ်ခင်ဗျာစပယ်ဘက်လည်းပေါ်များသလို workshop စီအတိုင်းလည်းနိုင်နေရနေနော်နံပါတ်10ကတော့ EE ဖြစ်မယ် A11 license လေးပါခင်ဗျာကာလာဆေးပါလေးပါ model ကတော့2008 model လေးဖြစ်မယ်ခင်ဗျာ engine power 1000 cc လေးခင်ဗျာအလွိုင်းပတ်လေးနဲ့ခင်ဗျာနော်တက်စီလေးတွေမင်းမင်းလေးလို့ဒီမှာတင်ပေးလိုက်ပြီဆရာကြီးနော်အများကြီးမရှိဘူးတစ်စီးပဲရှိမယ်နော်အများကြီးမရှိဘူးကား connection ကို show လုံးဝကြည်တောက်ရှင်းနော်အတွင်းကလည်းအရန်ကျဲပါတယ်ခင်ဗျာပါဝါဝင်တို့၄ပေါက်နော်ဟန်ဂီယာလေးဖြစ်မယ်ခင်ဗျာကားလေးတန့်နေဗျာ2008 model လေးဖြစ်မယ်ခင်ဗျာနော်ဒီနေ့ဒုက္ခရောက်နေတဲ့အချိန်မှာ1000 cc လေးနော်ရှယ်ကောင်းရှယ်မောင်းလို့ရတယ်ခင်ဗျာနော်တိုက်ခိုက်ဖောက်ဆုပ်ဖြတ်ဆက် WRTA အတွက်ရမှန်ကန်မှုစာအုပ်မှန်ကန်မှုအတွက်ကို100%တို့အာမခံရောင်းချပေးတယ်ခင်ဗျာနော်ရောင်းချပေးမဲ့ဈေးနှုန်းက462မှာ8သိန်းညှိနှိုင်းရောင်းချပေးပါမယ်ခင်ဗျာကားကြောင့်ပွဲမပြတ်စေရအောင်ခင်ဗျာနော်ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988933938ကိုဆက်သွယ်မေးမြန်းနိုင်တယ်ခင်ဗျာနော်ကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆိုင်တီနေရာစီအရှိတကုံမင်းရဲ့ကျော်စွာ one way လမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုချမ်းမှာနောက်ဗီဒီယိုမှာပြန်လဲစုံတွေ့ကြပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ